နှစ်ပေါင်း100တိုင်တိုင်ချိတ်ပိတ်ခံထားရတဲ့ရုပ်တုကြီးဟာမှန်တကယ်ပဲအသက်ဝင်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးတွေကရှေ့မှာရှိနေတဲ့ကာတာစီမှာစိုက်ကြည့်နေပြီးလက်တစ်ဖက်ကလည်းကြောက်မဖွယ်ကောင်းအောင်မြောက်တက်လာပါတယ်။ကာတာရုပ်တုရဲ့အပြောင်းလဲကိုသတိထားမိလိုက်တယ်လို့အဲ့ဒီအချိန်မှာပဲရုပ်တုရဲ့လက်ကသူ့ကိုအနားလာဖို့ခေါ်လိုက်လို့မျိုးလှုပ်ရှားသွားပါတယ်။ကာတာအလုံးမဲ့ဆက်စုချင်းစိတ်ပြင်းပြသွားပါတယ်။ရုပ်တုတစ်ခုကဘလို့လို့အသက်ဝင်လာလဲဆိုတော့သိကျင်တာကြောင့်ရုပ်တုနောက်ကိုရှောက်သွားပြီးနီးကစစ်ဆေးကြည့်ပါတယ်။ရုပ်တုရဲ့လှပလုံးညနာကိုကြည့်ပြီးတော့သူမှန်တဲ့သွားခဲ့ရပါတယ်။ရုပ်တုရဲ့လက်ကောက်ဝစ်စီကနေအရေးတစ်မျိုးစီးဆင်းနေတဲ့အတန်ကိုသူကြားလိုက်ရပါတယ်။အဲ့ဒီမှာကာတာရဲတင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒီကြီးကဘလို့ရတာရှိလဲဆိုတော့သိကျင်တာကြောင့်ရုပ်တုရဲ့လက်ကောက်ဝစ်ကိုကတ်လိုက်တဲ့အခါထူးကဲပြင်းရှားတဲ့အရေးတွေကသူ့ပါးစပ်ထဲကိုကြည်ကြည်ဝင်စီးသွားပါတော့တယ်။အဲ့ဒီရတာသူ့အတွက်ရင်းနှီးနေသလိုခံစားရပါတယ်။ရုပ်တရက်ရှေးအောင်တန်ကြီးတစ်ခုကကာတာရဲ့စိတ်ထဲမှာပဲ့တင်နဲ့ထပ်သွားပါတယ်။ချိန်ထဲမှာပဲဂျွန်ကလည်းတစ်ခုခုမှားယွင်းနေပြီဆိုတာကိုအာရုံရလိုက်ပါတယ်။မျိုးနွယ်စုရဲ့တားမြစ်နေမိတဲ့ကိုကျွန်တော်တယောက်ကျူးကျော်ဝင်ရောက်သွားပြီဆိုတာသူသိလိုက်ပါတယ်။ကာတာရဲ့မျက်လုံးတွေကအနီရောင်ရင်းရင်းဖြစ်ပြောင်းလဲသွားပြီးသူ့စိတ်ထဲမှာမြင်ကွင်းတွေစီရင်ပေါ်လာပါတော့တယ်။အဲ့မြင်ကွင်းထဲမှာလှပတဲ့လောက်ကြောက်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်ရှိနေပြီးသူမှရောက်သွားတဲ့နေရာတိုင်းမှာလက်ရှင်တန်မှုဆိုတာလုံးဝကြံမကြံရိပ်ခဲ့ပါဘူး။ဂျွန်ပြေးလွှတ်ရောက်လာတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားပါပြီ။ကာတာမြေပြင်ပေါ်မှာလဲလျောင်းနေပြီးချိတ်ပိတ်ထားတဲ့မန်တန်ကဖွင့်ထွက်သွားခဲ့ပါပြီ။ဂျွန်ကကာတာကိုအမြန်တဲထုတ်သွားပြီးပြင်းပြင်းထန်ထန်စူပူချိန်မောင်းပါတယ်။ကာတာမျိုးနွယ်စုရဲ့တားမြစ်နေမိတဲ့ကိုကျူးကျော်ရုံနဲ့မကပဲကြောက်ဖို့ပဲကောင်းတဲ့အမျိုးသမီးကြီးရဲ့ချိတ်ပိတ်ကိုပါဖြုတ်လိုက်မိပြီဖြစ်ပါတယ်။ကာတာကတော့ဘာတွေဖြစ်နေမှမသိသေးပါဘူး။သူတားမြစ်နေမိတဲ့မှာနောက်တစ်ချိန်ပြန်သွားကြည့်တဲ့အခါမှာတော့ရုပ်တုကြီးမရှိတော့ပဲမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့အဆအနာတွေကိုပဲတွေ့ရပါတော့တယ်။